မင်္ဂလာပါဆိုတော့ဒီနေ့ကကျွန်တော်တို့Super Typhoon လို့ခေါ်တဲ့အရာကိုကျွန်တော်ခန်းစားမယ်နေ့ညဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ Super Typhoon ကကျွန်တော်တို့မြို့ကို17နာရီညဘက်မဟုတ်ဘူးမနက်တနာရီတော့ဖြတ်မယ်လို့သတင်းနေကြားတယ်ပေါ့နော်ဒါပေမဲ့လည်းမုန်တိုင်းဆိုတော့မသိနိုင်ဘူး Typhoon ဆိုတော့မသိနိုင်ဘူးဆိုတော့အရှင်ကမသိဘူးဆိုတော့ဒီအရာကိုကျွန်တော်နေနဲ့စောက်ကိုတော့ဘာလို့မလဲဆိုတော့ဒီနေ့တည့်ထားပါတယ်ဆိုတော့ coffee ဖြောင်းမှဖြစ်ပါတယ်ကျွန်တော်တို့စီမာတဲ့ water ပြတ်တော့ပါပြီဆိုတော့ဘာပဲမရှိရဲ့ခဏမှာကျွန်တော် coffee ဖြောင်းပါမယ်ဆိုတော့ Ethiopia wash process Ethiopia beans ကိုရွေးထားပါတယ်ဒါပဲရှိတာပါဒီလိုတခြားတွေတော့ရှိပါတယ်ဒါပေမဲ့ဒီ beans တော့မဟုတ်ပါဘူးမကောင်းပါဘူးကျွန်တော်မကြိုက်ပါဘူးဆိုတော့ဒီနေ့လည်းဆိုပြီးဆိုတော့စိတ်ကြိတ်ပါမယ်ဆိုတော့အချိန်မကြိတ်ခင်ကျွန်တော်ဘယ်လောက်ထည့်မလဲဆိုရဲအောင်ကျွန်တော် wait ချိန်ပါမယ်ဒါကတော့ကျွန်တော်ရဲ့ wait ချိန်ဆက်ပေါ့နော်ဆိုတော့ okay ကြည့်အောင်ဒီထဲမှာပဲထည့်ပါတော့မယ် coffee seed 20 gram ထည့်ပါမယ်ဆိုတော့ကြိတ်ပါမယ်ဒါတော့ကျွန်တော်လက်နဲ့ကြိတ်ရတဲ့အဖြစ်ပါတယ်ကျွန်တော် Japan store နေဝယ်ထားတာပါခုဆိုရင်တော့ကျွန်တော်ကြည့်ပြီးရဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီပုံမှာတော့အမှ beans ဒီပုံမှာရှိတော့ပါဘူးဒါတော့ကျွန်တော်ရဲ့နေရာမှာရှိတယ် California Ethiopia beans ဖြစ်ပါတယ် okay ဒါတော့ကျွန်တော်ရဲ့ V60 ဖြစ်ဖြစ်ပါတယ်ဆိုတော့ V60 ဒါ V60 ကောင်းလား V60 ကောင်းမို့လဲထားလိုက်ပါမလည်းခွင့်လို့ကြပါဆိုတော့ဒါတော့ filter ဆိုတော့coffee တင်တက်ပြီးနောက်ပိုင်းမှာ V60 နဲ့ coffee တောက်ရတာပို့ပြီးတော့မခုတ်နေတာပါလေတခြားဟိုမျိုး coffee mix တွေတောက်ရတယ်ဆိုတော့အဲ့တော့လည်း bean ကိုကိုယ်တိုင် check တဲ့ process ကိုလည်းလုပ်တာဖြစ်ပါတယ်ဆိုတော့ filter ကိုယူစပါမယ် filter ကိုယူစပါမယ်ကျွန်တော်ရဲ့ coffee beans ထည့်ပါမယ်ဆိုတော့Instagram ဖြစ်တဲ့ကြောင့်ကျွန်တော်က15တိချိုး15နဲ့ကျွန်တော်ထည့်မှာဖြစ်ပါတယ် let's go Okay ဆိုတော့ပြီးတော့ပါပြီဒါတော့ဒီဟာအောက်ထိကျအောင်ဆောက်မှာဖြစ်ပါတယ်ဆိုတော့ဒါဆောက်ပြီးတဲ့အခါမှာဒါအကောင်းဆုံးဖြစ်တော့အကောင်းဆုံးသုံးဆောင်နိုင်ပြီဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ပြီး3မိနစ်တော့ကျော်တော့လာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ပေါ်မှာဒီနည်းနည်းမချမ်းပါတော့တယ်320ကိုရောက်လာပြီဖြစ်ပါတယ်ကျွန်တော်မှန်းထားရတယ်ဘာတိဖြစ်တယ်လို့ပြောရမယ်ဆိုတော့စင်ပြေတယ်ပေါ့ကျွန်တော်မုန်တိုင်းကြားထဲမှာကျွန်တော် EPTS တောင်းတဲ့အနေနဲ့ဘယ်လိုမျိုး EPTS တောင်းတဲ့အနေနဲ့ဘယ်လိုမျိုးဖြစ်ကြော်နေလဲဆိုတော့ပြတ်တာလည်းဖြစ်ပါတယ် Okay ရတော့good ကျေးဇူးတင်ပါတယ်